တော့ကျိုးသားလာတော့ကျွန်တော်နှစ်ခွန်းနှစ်လောက်ရှိပြီပေါ့ကျွန်တော်2023နဲ့ဆိုကျိုးသားလာရဲ့ကျွန်တော်ရဲ့ဂိတ်အကောင့်လေးဟာ follow subscribe 41ဖြစ်သွားပြီဖြစ်ပါတယ်သူများရဲ့တော့ဒါနဲပြီမှာကျွန်တော်တော့အရင်ထိပေါက်တူပါပဲဘရိုကူနီလာတနေ့ခွဲနှစ်လောက်တော့ရှိပြီပေါ့နော်တော်တော်လေးကျွန်တော်ပြောပါရင်မနေ့တုန်းကဆိုကျွန်တော်စိတ်တဲ့အရင်ကြာတယ်ကျွန်တော်24ကဘာလို့လဲဆိုကျွန်တော်အကောက်ကဘန်းကန်ထိသွားတယ်တရက်ကျွန်တော်ခဏတော့စိတ်ညစ်သွားပြီပြီးတော့တက်တော့မှတင်တယ်တက်တော့ကျွန်တော်ဘန်းသွားကျွန်တော်25တော့ငလင်ထားတော့ကျွန်တော်ပို့ပြီးအောင်စိတ်တွေကြာသွားပြီးတော့ကျွန်တော် YouTube မလာတော့တစ်နှစ်ခွဲနှစ်လောက်ထိသွားတယ်မဟုတ်တစ်လားနှစ်လားတော့ရှိသွားအဲ့မှာကျွန်တော်ထက်လာတယ်ကျွန်တော်လုံးဝ view တွေမရတော့အဲ့ဒါကျွန်တော်တကယ်ချင်းချီကိုဖုန်းဆက်တယ်မေးရင်ငါဘယ်လိုကွန်ပျူတာဝယ်လိုက်ပေါ့နော်မင်းဟိုလာပဲရှိတယ်30 30လောက်ပဲရှိတယ်မျိုးဝယ်လိုက်ရတယ်အဲ့ကျွန်တော်လည်းဝယ်လိုက်တာပြီးတော့လက်ရွှေးလွှင့်နေတာမမှန်အောင်မမြင်ဘူးကျွန်တော်လုံးဝကွန်ပျူတာလေးလက်ရွှေးမလွှင့်တော့ဟုတ်တယ်ဆိုတော့ကျွန်တော်လွှင့်လိုက်တဲ့လက်ရွှေးနေရပဲပေါက်လို့ပဲလက်ရွှေးနေဖြစ်သွားဖုန်းနဲ့ပဲလက်ရွှေးပြန်လွှင့်နေပြရနေကျွန်တော်စပြီးတော့ YouTube ပေါ်ပြန်တက်တဲ့အချိန်မှာကျွန်တော်YouTube အကောက်ကလုံးဝပြတ်ထသွားတာထပ်ပြီးကျွန်တော်ထပ်ပြီးဆောက်လိုက်ရသေးတယ်ပြီးတော့9လပိုင်းရောက်တော့ကျွန်တော်တောင်းဖွင့်တယ်ကျောင်းမှာပိုးတော့စိတ်ညစ်သွားပြီလူကရောပင်မန်းနေကြတယ်ကျောင်းကမှတက်ရမယ်ဆိုတော့အဲ့လောက်ထိကြတော့ကျွန်တော်ဒါမှဝမ်းသာတာသူကကျွန်တော်အမေကလေရန်ကုန်မှာမနေပဲကျွန်တော်နေပြီးတော့ခဏလာနေတော့ပျော်သွားပါတော့ထိုင်းမှာနေပြီးတော့ကနေတော့ရန်ကုန်မှာနေခုတော့ကျွန်တော်တို့ဒူဘိုင်းသွားရပါတော့ကျွန်တော်မေအဲ့ဒါကျွန်တော်စာဝူရောလောက်တယ်အဲ့မနေ့နောက်20 6တောင်ရောက်တော့မယ်ဗျာခဏလေးပဲရှိတော့ကျွန်တော်ကျောင်းကလည်းခုမနေ့ပဲနေပိတ်တယ်ဆိုတော့ပြောစရာကြီးဘူးနော်ခုတော့ကျွန်တော်အဲ့ဒါတော့စကွန်တာလေးလည်းရှိပြီးဖုန်းနဲ့ပဲလည်းဆွေးနွေးနေပြောင်းပြီးတော့ကျွန်တော်တိုးတက်လာတော့အငယ်ဗီဒီယိုလေး edit တွေလည်းလုပ်တယ်ပြီးတော့ edit တွေလည်းလုပ်တာတင်တယ်edit တွေလည်းလုပ်တာတင်တယ်ဗီဒီယိုအရှိကြီးတွေလည်းလုပ်တာတင်တယ်ကားဗီဒီယိုလေးအဲ့ဒါတော့ပေါက်လာတယ်ပေါက်ခု subscriber 41လောင်းကျွန်တော်ရောက်သွားတယ်30တောင်း30 39 39တော့ကျွန်တော်ပြောထားတဲ့စကားရှိတယ်အဲ့ဒါမနစ်ကတော့မဟုတ်ဘူး6လပဲ8လပဲ9လပိုင်းတော့အဲ့တော့ကျွန်တော်ပြောတာဘူး40 subscriber ပြည့်ရင်ငွေဒီစားပြမယ်လို့ရှိရင်တစ်ပင်ပေါ်တက်ပြမယ်တစ်ပေါ်တော့တက်မပြအောင်ကျွန်တော်ခုပြောရပါဘောနော်လို့ရှိရင် spicy စားပြမယ်အဲ့ဒါ3ခုကျွန်တော်ဒီနေ့မနေ့ကလုပ်ပြီးသွားပြီဒီနေ့ပြည့်မနေ့ပြန်လုပ်ပြီးသွားမယ်လုပ်ပြီးသွားမယ်အချိန်ကတော့ဒီနေ့ဖြစ်မနေ့ပြန်ဖြစ်ကျွန်တော်လုပ်ပြီးသွားမယ်ဒါပေမဲ့ကျွန်တော်လာမေးကြရပေါ့နော်ဘရိုမှာဆော်ရှိလဲဆိုလာမေးကြကျွန်တော် sky နဲ့လာပြောကြရပေါ့နော်ကျွန်တော် telegram မှာmessenger မှာအကုန်လိုက်မေးကြရကျွန်တော်မှာရှိပါတယ်ဘယ်လိုလဲဆိုတော့ကျောင်းမှာပဲရှိတာပါကျွန်တော်ကိုကြိုက်နေတဲ့ကောင်မလေးရှိရဲဆိုရင်ကျွန်တော်မရှိလာပြောပါကျွန်တော်ပြန်ကြိုက်ပေးပါမယ်ဒါဘာလို့လဲဆိုတော့ဘရိုပဲစိတ်ဆင်းရမှာလေကျွန်တော်ဘရိုပဲစိတ်ဆင်းရကျွန်တော်ကြိုက်နေတဲ့ကောင်မလေးရှိချင်းရှိမှာပဲမပြောတတ်ဘူးအဲ့အတွက်ကျွန်တော်ဒီနေ့စားလို့ကျွန်တော်ချစ်တယ်ဆိုရင်လာပို့မှုပဲပြောကျွန်တော်လုံးဝစိတ်မဆိုးပါဘူးချစ်တော့ချစ်ပြီးမှဒါပေမဲ့တိတ်ချစ်တော့ချစ်ပြီးမှဒါပေမဲ့လက်ကြီးလိုက်တော့ဟိုပေါ့လက်တော့မထက်ဘူးပေါ့နော်ဒါပေမဲ့ချစ်တော့ချစ်ပေးပါမယ်အဲ့လိုမှအဲ့ဒါပြောပြီးစိတ်မကောင်းဖြစ်သွားပါနဲ့ကျွန်တော်နောက်တစ်ဗီဒီယိုကောင်းတင်ပေးပါမယ်ကျွန်တော်ချစ်တဲ့လူကြီးကျွန်တော်ကိုမရှင်းတော့မှလာပြောနေတော့ကောင်းပါလေယောက်ျားလေးအကုန်ချစ်ပေးမယ်ကျွန်တော်လက်ထပ်ချင်တယ်ထပ်မယ်လက်မထပ်ချင်တယ်မထပ်ဘူးโอเคအားလုံးပဲဘာကျွန်တော်ဆော်ရှိလားဆိုတော့ရှိပါတယ်โอเคဘိုင်အားလုံးပဲကျွန်တော် subscriber 41တောင်ပြည့်သွားပြီဘာမှသူများရဲ့တော့ကတော့အောင်မမြင်ဘူးဆိုတာသိရကျွန်တော်တော့ကတော့အောင်မြင်တယ်ကျွန်တော် bro သူများရဲ့တော့မှဗျာ like 128k မပါဘူးဗျာအဲ့လိုပဲပါတယ်အဲ့အရာတော်တော်တိုးတက်တာโอเคဘိုင်အားလုံးဘိုင်ညတိုင်း stream လာမယ်နော်ဘိုင်